မြန်မာရွှေဈေးကတော့ဒီနေ့မှတက်ပါတယ်မြန်မာငွေဈေးကတော့ညနေမှတက်ကြမရှိဘူးပုံမှန်ပေါက်ဈေးတိုင်းပဲရှိနေပါသေးတယ်ကမ္ဘာရွှေဈေးကလည်းလက်ရှိမှာတက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ4060နေနဲ့ဈေးနှုန်းကတည်ရှိနေတာဖြစ်ပါတယ်လက်ရှိချိန်နေရကမ္ဘာရွှေဈေးကတော့အနေငယ်အတက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်ညမှာကမ္ဘာရွှေဈေးဘယ်လောက်ထိအတက်ကြဖြစ်မလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာရွှေဈေးကိုတက်ကြဖြစ်စံတဲ့သတင်းတွေကသိပ်မရှိဘဲနဲ့ဒီနေ့ရွှေဈေးကတဖြည်းဖြည်းတက်နေတာဖြစ်ပါတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က21ရက်နေ့9လပိုင်း2026ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ကနိုင်ဆန်တော်ချင်းညနေ9နာရီထိုးနေပါပြီမြန်မာရွှေက16ပဲရေစနေအောင်မင်းရွှေတရားတောင်းကိုဆိုင်ကရောင်းနေစေက96သိန်း2000ဆိုင်ကလက်ခံနေစေက95သိန်း2000စနေဟောင်း15ပဲတရားတောင်းကိုဆိုင်ကရောင်းနေစေက93000 16ပဲရေစနေတဲ့မီလရွှေတရားတောင်းကိုဆိုင်ကရောင်းနေစေက94သိန်း6000ဆိုင်ကလက်ခံနေစေက93သိန်း6000ဒီနေ့15ပဲတရားတောင်းကိုဆိုင်ကရောင်းနေစေက89သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်စီနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက4420ဆိုင်ကလက်ခံနေစေက4320ယူရိုငွေကိုမြန်မာကျပ်ငွေ9080စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက3400ဆိုင်ကလက်ခံနေစေက3300တရုတ်ငွေတရွမ်ကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက658ကျပ်ဆိုင်ကလက်ခံနေစေက640ကျပ်ဩစတြေးလျဒေါ်လာကိုမြန်မာကျပ်ငွေ3115ကျပ်ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ပေးချေသမားတွေကဘတ်ငွေ985ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပေးပဲယူသမားတွေကကျပ်သိန်းကိုဘတ်ငွေ955ဘတ်မလေးငွေ94.33ကိုမြန်မာကျပ်ငွေတစ်သိန်းဂျပန်ငွေ3923ကိုမြန်မာကျပ်ငွေတစ်သိန်းကိုရီးယားငွေ3429.69ကိုမြန်မာကျပ်ငွေတစ်သိန်းအိန္ဒိယငွေ2165.93ကိုမြန်မာကျပ်ငွေတစ်သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလှယ်လုပ်တော်မယ်ဆိုရင်တော့ဝန်ဆောင်မှုပေးတဲ့သူရှိကိုအရင်ဖုန်းဆက်ပြီးမှပဲငွေလဲလှယ်လုပ်ချပါလို့ကျွန်တော်ကကြံပြုခြင်းပါတယ်မြန်မာရွှေစင်ငွေဈေးတွေကိုအများအားတင်ပေးပါတယ်မြန်မာရွှေစင်ငွေဈေးတွေကိုသိချင်နေဆိုရင်တော့ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြီးရှင်းနိုင်ကြပါစေ